အာဏာသိမ်းအကြမ်းဖက်စစ်ရှုံးမှုတ်ဆိုးမှစောက်ကောင်စီဟာအခုဆိုရင်အမေတော်အောင်ဆန်းစုကြည်လိုမျိုးကဘာကလေးစားတဲ့ပုံကိုကြောက်တာတော့ထည့်မပြောနဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကိုနော်ကြောက်တာတော့ကိုမပြောနဲ့တော့သူတို့သမီးအရွယ်ရှိတဲ့ပန်ဆယ်လိုတောင်မှအခုဟာပန်ဆယ်လိုထမိန်မြင်တာနဲ့သေးဖြန်းဖြန်းကြတဲ့အဆင့်ဖြစ်နေပြီနော်ပန်ဆယ်လိုအပါဝင်ဒီပြည်ပမှာရှိတဲ့အမျိုးသမီးတွေမျိုးသမီးတွေရောင်းချတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူတဲ့လူတွေကိုအကြမ်းဖက်ပုံမှန်နဲ့တေဟာဆွဲမယ်တဲ့မဟုတ်သူတို့တွေမရှက်ဘူးလားမသိဘူးဟမ်အဲ့ဒီအမိတ်ကိုဒီအမိတ်ကိုထုတ်တဲ့လူသူတို့အလုပ်ကိုညွှန်ကြားလိုက်တဲ့ကောင်ကြည့်ရင်လည်းကျွန်တော်ဘယ်လိုလဲလို့မင်းအောင်နိုင်ကိုယ်တိုင်ညွှန်ကြားတာလားဒါမှမဟုတ်သူတို့ဖွဲ့တဲ့ကောင်တွေညွှန်ကြားတာလားဟမ်အဲ့ညွှန်ကြားလိုက်တဲ့ကောင်ဒီဗီဒီယိုဖိုင်လေးကိုတွေ့လို့ရှိရင်ကျွန်တော်ပြောချင်ပါတယ်ကိုမရှက်ဘူးလားသူများကိုမရှက်နေဘူးကိုမရှက်ဘူးလားကိုသမီးရွယ်လောက်ရှိတဲ့မိန်းကလေးရဲ့ဟမ်ဒီမိန်းကလေးတို့တော့တလောက်ကြောက်လန့်နေလို့ရှိရင်အဲ့တော့အကြံပေးလိုက်မတည်တယ်အဲ့ပန်ဆယ်လူတို့နော်အမေတော်အောင်ဆန်းစုကြည်တို့ကိုကြောက်လို့ရှိရင်အဲ့သူတို့ထမိန်စားလေးနည်းနည်းကိုခေါင်းမှာပတ်ထားလိုက်တို့တိလားနော်အခုအဲ့ဒီသတင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ပန်ဆယ်လူအိုင်းရင်ဇွန်နီလာထိချမ်းမြတ်မြတ်တော်နှစ်တော်လှန်ရေးတွေပါဝင်သည့်နာမည်ကြီးပုဂ္ဂိုလ်များမှအွန်လိုင်းတွင်ရောင်းချနေသည့်ပစ္စည်းများကိုဝယ်ယူခြင်းဖြန့်ဖြူးခြင်းလှုပ်ဆောင်နေသူများကိုအကြမ်းဖက်ဥပဒေဖြင့်တရားစွဲမည်ဟုစစ်ကောင်စီကချင်းချောက်ထားသည်ထိုကဲ့သို့ချင်းချောက်မှုကိုစစ်ကောင်စီကလက်အောက်ခံ MRTV သတင်းဌာနကယနေ့ဇွန်2ရက်ည8နာရီသတင်း၌ထက်သွင်းကြေညာခဲ့ခြင်းဖြစ်သည် MRTV သတင်းဌာန၏ကြေညာမှုတွင်ပန်ဆယ်လိုအာယင်ရွှေနဒီဇွန်နီလာထိအောင်တော်ခိုင်စုလွင်ထက်နီနီတန်ချမ်းမြတ်မြတ်တော်တို့၏အကောင့်များဖြင့်ချိတ်ဆက်ပြီးအွန်လိုင်းပစ္စည်းများဝယ်ယူခြင်းအဆင့်ခံပြန်လည်ရောင်းချခြင်းနှင့်ယခုကဲ့သို့ဆောင်ရွက်နိုင်ရန်ကူညီဆောင်ရွက်နေသူများကိုအကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကချိန်ချောက်ထားတယ်။ထို့ပြင်တတိယနိုင်ငံတို့ရောက်ရှိနေသည့်အဆိုတော်ချမ်း၏တင်ပို့သည့်ကုန်ပစ္စည်းများကိုရောင်းချပေးနေသည်ဟုဆိုကဧပြီလ23ရက်တွင်မန္တလေးတိုင်းချမ်းအေးတာဆန်မြို့နယ်အောင်နန်းရိပ်တာရက်ကွက်တွင်နေထိုင်သည့်မတ်ဖြူဖြူနှင်းနှင့်မေရှိရက်ကွက်တွင်မေရှိရက်တွင်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်း54ရပ်ကွက်နှင့်ကိုဖုံးမြင့်အောင်တို့ကိုစစ်ကောင်စီကဖမ်းဆီးခဲ့သည်ထို့ပြင်မတ်ဖြူဖြူနှင်းနှင့်ကိုဖုံးမြင့်အောင်တို့သည်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို CDN ပြုလုပ်ရန်နှိုးဆော်ခြင်းစူပူအောင်ကြွမှုဖြစ်စေရန်ဆိုရှယ်မီဒီယာမှတဆင့်ပို့ရေးသားခြင်းများကြောင့်905ကကြီးဖြင့်အမှုဖွင့်လှစ်ထားသည်ဟုစစ်ကောင်စီဝါဒဖြန့် MRTV သတင်းဌာနကကြေညာသည်၎င်းတို့နှစ်ဦး၏အဆိုတော်ချမ်းမှတင်ပို့လိုက်သည့်နိုင်ငံခြားမှပစ္စည်းများကိုအခါကြေးငွေဖြင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းနှင့်ချမ်းထောက်ပံ့စေလိုသည့်တော်လှန်ရေးအဖွဲ့များဝင်အကြမ်းဖက်အဖွဲ့ဟုတုံ့ထားတယ်။ငွေကြေးထောက်ပံ့ခြင်းများကိုဆောင်ရွက်ပေးသည့်အတွက်905ကကြီးအပြင်အခြားပုံမှန်များဖြင့်အမှုဖွင့်နိုင်ရန်ဆောင်ရွက်နေသည်ဟုလည်းစစ်ကောင်စီလက်အောက်ခံသတင်းဌာနကဆိုတယ်။အထက်ပါသတင်းကြေညာမှုတွင်စစ်ကောင်စီကြောင့်ဘေးလွတ်ရာနိုင်ငံများသို့ထွက်ပြေးတိမ်းရှောင်နေရသူများကိုလည်းအကြမ်းဖက်အားပေးပြည်ပြင်းများဟုတုံ့ဆွဲထားတယ်။အရှက်တရားဆိုတာသူတို့မှာမရှိလို့ပဲဖြစ်မယ်နော်ရန်သူကိုနော်တိတ်ခါရှိရှင်ပြိုင်နိုင်တဲ့အစွမ်းအစအရေးအရှင်းသူတို့မှမရှိတဲ့အတွက်အခုလိုအောက်လန်းနီးတွေတုံပြီးတော့ပြည်သူကိုအနိုင်ကျင့်ချင်းချောက်တဲ့လောက်ရက်ကလို့ဘာမှလုပ်မတတ်ဘူးစစ်တိုက်တဲ့လေရင်နဲ့ဘုံမကျဲရင်မတိုက်တတ်ဘူးစစ်ရှုံးမယ်ဟုတ်တယ်လေအခုလက်ရှိစစ်ကောင်စီဟာလေရင်မတုံးဘဲနဲ့နေလိုက်ကြည့်နေပြည်တော်ကိုတလမကြောက်တသိန်းခံထိတယ်မင်းတို့ဘောမကြီးငါပြောစကားမဟုတ်ပါဘူးညင်းရဲတာနော်လေရင်မတုံးရနဲ့နော်လေရင်မတုံးရဘူးလို့တတ်မှတ်လိုက်ကြည့်စစ်ကောင်စီဟာတလမကြောက်နေပြီးတော့မှလာပြီးတိတ်ခံထိလိမ့်မယ်အဲ့တော့စစ်တိုက်တယ်လေရင်မရှိရင်တုံးလို့မရဘူးအာနာသိမ့်တယ်နော်ပြည်သူကိုမတတ်ပဲနဲ့အာနာသိမ့်လို့မရဘူးနော်အခုလေခုနကပြောသလိုဒီပြည်သူကိုဒုက္ခမျိုးစုံပေးခြင်းနော်ကြံဖန်ပြီးတော့ဒုက္ခပေးတယ်ဒါဒီလိုပုံမှန်တွေကိုဒီလိုသတင်းကြေညာမှုတွေကိုကြေညာတယ်ဆိုတာကဘာကြောင့်တိတာသူတို့နိုင်ထက်စီးနေမတရားပြုတ်ကျင်တာကိုတရားဝင်ပြုတ်ကျင်ခွင့်ရအောင်လို့နော်အဲ့တော့ကျွန်တော်အမြဲပြောပါတယ်အကြမ်းဖက်ပုံမှန်လို့သူတို့တတ်မှတ်တယ်ဆိုတော့လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်နဲ့ပြည်သူပေါ်အကြမ်းဖက်တာဒီတို့ပဲဖြစ်တယ်ကျွန်တော်အမြဲရှင်းပြနေပါတယ်နော်စစ်ကောင်စီစစ်ကြောင်းထိုးရလို့ထွက်ပြေးရတဲ့ရွာတရွာမကဘူးရွာလုံးကျွတ်ရွာ၄ရွာရှိ4ရွာ5ရွာထွက်ပြေးရတယ်တိုင်းနဲ့လက်နက်ကင်တွေ PDF တွေစစ်ကြောင်းထိုးလို့ထွက်ပြေးရတဲ့ရွာမြန်မာပြည်မှာမရှိသေးဘူးအဲ့တော့တိုင်းပြည်ပေါ်အကြမ်းဖက်တာဘယ်လိုလဲဆိုတော့အဲ့ဒါအဖြေပဲဒါပေမဲ့လို့ဒီ MRTV တို့မြဝတီတို့ကနေမဟုတ်မမှန်သတင်းတွေတင်တယ်ပေါက်ပန်း40တွေပြောတယ်နော်ဒီနေ့ခေတ်မျိုးမှာဗျာလိန်တော့မှမရတဲ့အာယူလိန်လို့မရတဲ့ခေတ်ကြီးမှာလိန်တယ်နော်အဲ့ဒါသူတို့ကလက်ရှိလုံနေတဲ့အနေထား
အဲ့တော့ပြည်သူတွေကတော့ဒုက္ခရောက်တဲ့ရောက်မှာပဲနောက်ဆုံးသူတို့ဖြစ်ချင်တာတွေဘာလဲသိတာဒါတွေကိုကြီးညာတယ်ဆိုတာကနောက်တနည်းကစစ်ကိုကြောက်ဝအောင်လို့တော်လှန်ခြင်းဆိုတာကိုကြောက်ဝအောင်လို့အကြောက်တရားရိုက်တွင်းတာခင်ဗျားတို့ကျွန်တော်တို့ယင်ထဲမှာနိုင်ငံရေးဆိုတဲ့စကားလုံးကိုဘယ်တော့ကြောက်ခဲ့ကျွန်တော်တို့ငငယ်ကဆိုနိုင်ငံရေးလို့ပြောလိုက်ကြောက်တော့မကြောက်ဘူးလားအဲ့ဒါပဲနိုင်ငံရေးဆိုတော့ကြောက်လန့်အောင်လုပ်ပေးထားတဲ့အတွက်ပြည်သူကနိုင်ငံရေးဆိုတဲ့စကားလုံးတွားမထိရဘူးအဲ့ဒီအတွက်သူတို့အုပ်ချုပ်ကျင်တိုင်းအုပ်ချုပ်လို့ရတယ်သူတို့ကိုစန့်ကျင်တဲ့သူရဲ့အင်အားဖြည်းဖြည်းညော့လာတယ်အခုလက်ရှိဒီမှာလည်းသူတို့ပဲပြည်သူတွေကိုဘုံကျဲတက်ပစ်တယ်ရဲရဲဆက်လှုပ်ပစ်တယ်ဆိုတော့ကလှုပ်ချင်တိုင်းလှုပ်တာမဟုတ်ဘူးသူတို့ရက်ဆက်ကျင်တိုင်းရက်ဆက်ပြလိုက်ပြည်သူကနိုင်ငံရေးဆိုတဲ့စကားကိုကြောက်သွားအောင်စစ်လို့ပြောလိုက်ကြောက်သွားဟာ PDF တွေကိုဘာမင်းတို့ PDF တွေကွာဘာလို့စစ်တပ်ကိုတော့ပစ်တာလဲဟိုမှာလေနဲ့လာကျဲပြီပေါ့ပညာမဲ့လူဘိန်းအတွေးကိုတွေးတတ်သွားအောင်လုပ်တာမင်းတို့စစ်တပ်ကိုသွားလောက်တော့ဟိုကလာလောက်မှာပေါ့အဲ့ဒီစကားမျိုးတွေဟုတ်တယ်မလားအဲ့တော့ဘုံရဲဆက်ကျဲပြတယ်ပြည်သူရှိတဲ့မှန်တည့်ရတဲ့နဲ့လေရင်နဲ့ဘုံတွေကျဲချပစ်တယ်နော်အပေါ်ကနေမိမျိုးစုံတုံပြီးတော့ပြည်သူအောက်ကပေအောင်လို့လုပ်ပစ်တယ်ဒါတွေကဘာဖြစ်တာလဲအဲ့ဒီပြည်သူတွေအနေနဲ့စစ်ကိုကြောက်သွားအောင်လို့နောက်ပြီးဝါဒဖြစ်တာငါတို့ဒေသမှာတိုက်ပွဲမရှိဘူးအေးဆေးပဲတိုက်ပွဲမရှိအေးချမ်းတယ်ဆိုတဲ့အတိပညာမဲ့အတွေးတွေကိုတွေးတတ်အောင်ထည့်ပေးတာတိုက်ပွဲမရှိတိုင်းအေးချမ်းတာလားမဟုတ်ပါဘူးအေးချမ်းခြင်းအမှန်ဆိုတာအဲ့ဒီဒေသမှာရှိတဲ့လူတွေဟာလူအခွင့်အရေးကိုပြည့်ပြည့်ဝဝရရှိနေတယ်မှန်တာကိုမှန်တယ်လို့ပြောပိုင်ခွင့်ရှိတယ်နော်အာနာဒီပြည်သူမှာရှိတယ်အဲ့ဒါမှအေးချမ်းတာအာနာကသူတို့အုပ်ချုပ်တဲ့လူမှာရှိနေပြီခင်ဗျားတို့ဘယ်ဒေသမှမအေးချမ်းလို့မရဘူးအဲ့ဒါအမှန်တရားပဲဒါပေမဲ့စစ်ကောင်စီကခုနကပြောလို့အကြောက်တရားတွေထည့်တယ်စစ်ကိုမောင်းအောင်လုပ်တယ်နိုင်ငံရေးကိုကြောက်အောင်လုပ်တယ်တော်လန်ချင်းဆိုတာကိုဝေးအောင်လုပ်တယ်နီးမျိုးစုံနဲ့လုပ်နေတာအဲ့ဒီအချိန်မှာသူတို့ဘက်ကဖြန့်တယ်စစ်တပ်ကိုသွားလုပ်ကြည့်ပါတကယ်ပြည်သူရောင်ဆောင်ပြီးတော့ပြည်သူဘက်ကပြောတဲ့ပုံစံမျိုးနဲ့ဟောဘာဖြစ်လာလဲတဖြည်းဖြည်းနဲ့တော်လန်ရေးကတတ်ပြည်သူကတတ်ဖြစ်အောင်လုပ်လာတော်လန်တာကပြည်သူပဲဒါပေမဲ့အဲ့ဒီပြည်သူကိုခွဲထောက်အောင်လုပ်လိုက်တာအဲ့ဒါပရိယေမာယာဒါကိုကျွန်တော်တို့တွေကောင်းကောင်းသဘောပေါက်ဖို့လိုအပ်တယ်နော်လက်ရှိဒီနေ့ခေတ်မှာကျွန်တော်ပြည်သူတွေဒုက္ခမျိုးစုံရောက်နေစင်းရင်ပြောရင်မြန်မာပြည်ကြီးကဒါကတ်ဘေးဆိုင်နေတာဗျနော်တတနာကဒုဗ္ဗေခန္ဓာကယောဂန္ဓနာကတ်ဆိုတဲ့ကတ်ကြီး၃ပါးဘေးဆိုင်နေတာနော်အခုလဲမိုးရွာလာပြီရေတွေကြီးကြပြန်ပြီနော်ရခိုင်မှာလည်းအခုကြီးနေတယ်ဟိုဘက်အပေါ်မှာမေခမလိကဂျောမှာလည်းအကုန်ကြီးနေတယ်အောက်ဘက်တွေထက်ကြီးအောင်မှာပဲတန်တွင်မြစ်ဘေးတောက်ချောင်းနေတဲ့လူတွေကြီးအောင်မှာပဲဘာဖြစ်လို့လဲတောတောင်မရှိတော့ဘူးမြစ်ချောင်းတွေအကုန်ပိတ်ဆို့နေပြီအဲ့တော့ဒီရေကမကြီးလို့မရဘူးကြီးအောင်မှာပဲအဲ့ဒီမကြီးဘူးတော့ဘာဖြစ်မလဲဒီတိုင်းဒီမှာပြည်သူကပြည်သူကိုအုပ်ချုပ်တဲ့ပြည်သူအစိုးရတက်လာဖို့လို့ဒီပြောရမဟုတ်တော့လူတွေကပြည်သူအစိုးရလို့ပြောလိုက်ဒီလက်ဝန်းမြင်တယ်ကျွန်တော်တို့ပြောတာပြည်သူရှိမှအာဏာရှိတဲ့စနစ်ပြည်သူကတင်မြှောက်တဲ့အစိုးရပြည်သူကမကြိုက်ရင်ချက်ချင်းဖြုတ်ချလို့ရအဲ့လိုတွေဖြစ်လာဖို့အတွက်ဘာလိုအပ်တယ်နံပါတ်1လက်ရှိစစ်အာဏာရှင်စနစ်အမြင့်ပြတ်ဖို့လိုအပ်တယ်နံပါတ်2တိုင်းပြည်အတွက်တကယ်အကျိုးပြုတဲ့ Federal ဖွဲ့စည်းပုံအခြေခံဥပဒေဒီမိုကရေစီစနစ်နဲ့တကယ်ညီမျှတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာဖို့လိုအပ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလို့ဖြစ်ပြန်အဲ့တဘာဝဘေးတွေကိုဘယ်လိုကာကွယ်နိုင်မှာလဲဟုတ်ပါတယ်လွဲပါတယ်နော်ပြည်သူအစိုးရတိုက်အောင်နဲ့တော့တကိုးရှင်နေမှုတဲ့အတွက်တဘာဝဘေးလို့ကာကွယ်မနိုင်ဘူးဒါပြင်ဘာဖြစ်လဲဒီအစိုးရငါတက်လာတယ်9နှစ်တစ်မခုတ်ကဆိုတဲ့ဥပဒေပြဋ္ဌာန်းရင်နော်ချပေးသားကုမ္ပဏီတွေကလွဲလို့နောက်ထပ်အတစ်ဘယ်တော့ဘယ်တောင်မှရောင်းမစားဘူးပြီးရင်တစ်ပင်စိုက်ပွဲတွေလုပ်တယ်အဲ့လိုပြည်သူအစိုးရတွေ10နှစ်လောက်ပဲအချိန်ယူလိုက်ကြည့်10နှစ်ဆိုတစ်တော်တော်ဖြစ်တယ်အဲ့လိုတစ်တော်တွေပြန်ပေါ်လာမယ်ဆိုကျွန်တော်တို့တိုင်းပြည်ရဲ့တဘာဝဘေးအန္တရာယ်ကိုအများကြီးချော့ချသွားလိမ့်မယ်ဒါပေမဲ့လက်ရှိကောင်တွေရှိတစ်ပင်လောက်မပြောနဲ့မြေကြီးတွေဝင်နေတဲ့တစ်မြင့်ကစားအစုံနဲ့ရောင်းပြီးတော့တရုတ်ကိုရောင်းစားတာကျွန်တော်ပြောတာမဟုတ်ရင်လိုက်ပြအောင်အဲ့ဒါအဖြစ်ပဲเนาะအခုလဲရခိုင်မှာရေကြီးနေပြန်ပြီကျွန်တော်သတင်းလေးအိမ်ဖတ်ပြပါမယ်เนาะနိုင်ငံအထက်ပိုင်းကချင်ပြည်နယ်မှာမြို့နယ်အချို့၌ရေဘေးကြုံနေစဉ်ကမ်းရိုးတန်းဒေသဖြစ်သည့်ရခိုင်ပြည်နယ်တွင်မိုးတဲတန်စွာရွာသွန်းပြီးကြောက်တော်နှင့်တောင်ကုန်းမြို့တွင်ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေတယ်ကြောက်တော်မြို့နယ်တွင်မေလ28ရက်မှစ၍မိုးကောင်းခဲ့ပြီးဇွန်လ3ရက်ညမှစတင်ကမြေနှိပ်ပိုင်းဒေသများရေကြီးနေကပင်လယ်ဒီရေလည်းတက်နေသည်ဟုသတင်းရရှိသည်မိုးလဲကောင်းဒီရေကလည်းတက်နေတော့ရေမြုပ်နေတာမြန်တဲ့ကြောက်တော်မြောက်ဦးလမ်းလည်းပိတ်သွားပြီးဖြတ်လို့မရတော့ဘူးရခိုင်ဒေသခံသတင်းမြစ်ကပြောတယ်ကြောက်တော်မြို့နယ်မှာစပားစိတ်ရွာမပြင်းရွာအပါအဝင်ကျေးရွာ6ရွာထက်မနည်းရေဘေးရင်ဆိုင်နေရတယ်လို့သတင်းရရှိတယ်ထို့ပြင်တောင်ကုန်းမြို့တွင်လည်းမြေနှိပ်ပိုင်းကျေးရွာများနှိမ့်မြုပ်နေပြီးဒေသခံများသည်ကုန်းမြင့်နေရာများ၌တွားရောက်တင်းချောင်နေရတယ်လို့သတင်းရရှိတယ်မေလ29ရက်ကဘင်္ဂလားဒေ့ရှ်ကိုဝင်သွားတော့မှုန်တိုင်းဒီကုန်းတွင်းလီပီအာနယ်ရောင်အဖြစ်မြန်မာအိန္ဒိယနယ်စပ်အနီး
အနည်းထိဖြစ်နေပြီးဖြတ်နေပြီးချင်းပြည်နယ်ကချင်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့တွင်မိုးဆက်ရွာနိုင်ပြီးလျှက်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများကိုအထူးတတိထားတင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကအသိပေးထားတယ်လက်ရှိတွင်ကချင်ပြည်နယ်မြစ်ကြီးနားမြို့ဝိုင်းမော်မြို့စွန်ပရာဘုံမြို့ချီပွေမြို့ပူတာအုံမြို့စကိုင်းတိုင်းမှနာဂဒေသတို့တွင်လည်းရေဘေးနှင့်မြေပြိုမှုဘေးကြုံတွေ့နေသည် ARD မြစ်ရည်မြစ်ကြီးနားမြို့၏စိုးရိမ်ရေမှတ်အထက်၌နှစ်လက်မခန့်မြင့်တက်နေသည် ARD မြစ်အောက်ပိုင်းဒေသရေဘေးတတိပြုကြရန်လူမှုကူညီရေးအဖွဲ့များကတတိပေးနေတယ်။နော်ဒါကတော့လက်ရှိရခိုင်ပြည်နယ်အပါအဝင်ရေဘေးရေမြုပ်နေတဲ့ဒေသတွေအဲ့တော့ ARD မြစ်အောက်ဘက်ဒေသတွေတန်တွေမြစ်ကြောတောင်းမှာရှိတဲ့လူတွေအနေနဲ့ရေဘေးအန္တရာယ်ကြုံလာနိုင်တယ်ကျွန်တော်မနေ့အောင်ပို့တစ်ခုတင်ပြီးတတိပေးသွားပြီးအခုထပ်တတိပေးတာနိုင်တဲ့နေရာကကြိုတင်ပြင်ဆင်ထားပါဘယ်သူမှအားကိုးလို့မရအောင်လက်ရှိအာနာတိန်ထားတဲ့မင်းအောင်နိုင်ရငလျင်ဝင်သွားတာကသူတို့ထပြောတာနော်သူတို့လူတွေကိုယ်တိုင်ပြောရတယ်စစ်အနေနတ်ဆကအစိုးရအကြက်တဲဖြစ်နေတဲ့အချိန်မှာငလျင်လှုပ်လိုက်တဲ့တဘာဘေးအန္တရာယ်ဖြစ်လိုက်တဲ့အတွက်ဆိုတဲ့ဟာမျိုးနဲ့နော်အဲ့ဒါပဲနာခိတိုက်တယ်စစ်ကောင်စီစစ်တပ်ဘလို့ထောရတယ်အဓိကဒီနိုင်ငံမှာကပ်ဘေးတစ်ခုခုပေါ်တိုင်းအဲ့ဒီအုပ်ထုတ်တဲ့ကောင်တွေပဲချမ်းသာသွားတာအဲ့တော့သူတို့ကအဲ့ဒီကပ်ဘေးပေါ်ပါအောင်ပြောနေတာနော်အဲ့တော့ကပ်ဘေးပေါ်လို့ရှိရင်ဒုက္ခရောက်တဲ့ကပြည်သူတွေဆုံးရှုံးတာပြည်သူတွေအဲ့တော့အားကိုးစရာမရှိဘူးသူများအားကိုးဖို့ဆိုတာသူများနိုင်ငံကလာပြီးတော့ကူညီထောက်ပံ့မှုတောင်မှသူတို့မကူညီနေရတယ်ပြဿနာမရှိဘူးဒါပေမဲ့သူများနိုင်ငံလာကူညီမှုကိုအပြည့်အဝဒုက္ခရောက်တဲ့ဒုထိရောက်အကြောင်းမဟုတ်ဒါပေမဲ့ရောက်လားမရောက်ဘူးနာကက်ကတည်းကအခုချိန်ထိဖြစ်ပေါ်တဲ့မြတ်ဒုက္ခတွေအားလုံးကလက်ထက်အပြည့်အဝရောက်တာမဟုတ်ဘူးနော်ရှင်းရှင်းလေးဒါကြောင့်မို့လို့ဘယ်သူမှအားကိုးမရှိဘူးကိုပဲအားကိုးလို့ရမယ်အချိန်ကာလဖြစ်တဲ့အတွက်နော်ဒီမြစ်တွေနဲ့နီးတဲ့ဒေသတွေမှာပြင်ဆင်မှုတွေလုပ်ပါအရေးကြီးတဲ့စားစာတန်းတွေရေမစုံအဲ့တဲ့ထက်ပါရေမမြုပ်တဲ့ဟာတွေကိုမြင့်တဲ့နေရာမှာထားပါနွားတွေဘာတွေတိရစ္ဆာန်တွေကိုအနည်းဆက်ဆုံးကုန်းမြင့်တွေကိုရွှေ့ထားပါကျွန်တော်တို့ပြည်သူမှာအားကိုးစရာပြည်သူပဲရှိပါတယ်နော်ဘာမှဝင်မရှိဘူးအခုရခိုင်ပြည်နယ်ရေမြုပ်နေတယ်ပါကျွန်တော်တိုင်းမြန်အေးချမ်းတဲ့ဆုံးအုံးကလေးဝိုင်းလူထားပလိုက်လို့ရတယ်ဒါပေမဲ့အခုကဘုန်းကြီးကတော့တော်လိုင်းရေးအဖွဲ့တွေနဲ့ရိတ်ခါဘိုးတွေကြီးဘိုးတွေဟုတ်တယ်မလားဒီတော်လိုင်းရေးအတွက်လိုအပ်တဲ့ဟာတွေထောက်ပံ့နေရကြတခါတဘာဘေးအနေနဲ့ကြုံလာငလျင်ဘေးစတဲ့ပြင်စစ်ဘေးရှောင်တွေအတွက်ဆိုတော့ပြည်သူတွေကလေတော်တော်ကိုလှုပ်ကြပါတယ်နော်တောက်လျှောက်လှူတာအခုကျွန်တော် Messenger မှာဆိုရင်လေလှူတဲ့လူကကျွန်တော်အလှူခံတယ်တရားမရှိဘူးကျွန်တော် line ပေါ်မှာ live မြင်အလှူခံတယ်တွေ့ဘူးလို့လားကျွန်တော်မလိုက်ဘူးနော်ဟိုအရင်နေတာကျွန်တော်ဟိုကိုမိုင်ကယ်နဲ့ကျွန်တော်နဲ့2နာရီဆို2နာရီတက်မှတ်ပြီးတော့ဘယ်ဟာအတွက်ဘာအတွက်ဝင်တဲ့ငွေကိုလှူမယ်ဆိုတဲ့ဟာမျိုးနဲ့အလှူခံမှုတာအခုနောက်ပိုင်းကျွန်တော် live မြင်ပြီးတော့အလှူမခံဘူးဒါပေမဲ့တောက်လျှောက်ကို Messenger ကနေလွှဲလာတာဘာအတွက်ကိုပြဖို့ဒီဖို့ကိုပြဖို့ဒီဖို့တော်လန်ရေးအတွက်စစ်ဘေးရှောင်အတွက်မနာဘူးကျွန်တော်တို့ပြည်သူကတော်တော်ကိုအလုပ်လုပ်လက်ပြည်သူအဓိကပါလေဥဆောင်ပိုင်းမှာအားကောင်းမောင်းတဲ့ဥဆောင်နိုင်မယ်စီးလုံးညီညွတ်ဆိုတာတိဆောက်သွားနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီဒုက္ခအာရအားလုံးကနေလွတ်မြောက်နိုင်လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့နော်သူတလူငါသမင်းဖြစ်နေမယ်အမိကျက်အမိသားခေါင်းချက်ခေါင်းစားလောက်ကြမယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံအတွက်ရင်လေးဖို့အရန်ကောင်းပါတယ်နော်တဘာဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ကျွန်တော်နိုင်ငံသားတွေအားလုံးအမြန်ဆုံးဘေးရန်ကင်းဝေးကြပါစေလို့ဆုတောင်းပြတာပို့ပါတယ်တရားတော်စစ်နိုင်အောင်နိုင်ရပါမယ်ကျွန်တော်တို့တိုင်းပြည်မှာအဓမ္မကြဆုံးပြီးတော့ဓမ္မအမြန်ဆုံးထွန်းကားနိုင်ပါစေ